အားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်မြို့နယ်စုံအင်ချမ်းမြေကျိုးဆောင်ကံပဏီအောင်သိတူရဲ့ estate ကနေမှကြိုဆိုပါရရှင်အခုပြပေးတဲ့အိမ်လေးကတော့မြောက်တကုံမြို့နယ်48ရပ်ကွက်ဇီဝကလမ်းပေါ်မှာရှိတဲ့ပေ40ပေ60ပေါ်မှာစောက်ထားတဲ့လုံချင်းအိမ်လေးပဲဖြစ်ပါရရှင်သူကဒီဇီဝကလမ်းကကျမတို့ဒီကနေဆိုလို့ရှိရင်တော့ဘာထူးလမ်းပေါ့နော်ဘာထူးလမ်းအနေမှာကျမတို့ဒီမဟာဗန်နူလာလမ်းမကြီးကိုဝင်ပြီးသွားလို့ရှိရင်ဘာထူးစေးအကျော်လေးမှာဘိုးမြတ်ထွန်းလမ်းရှိတယ်။အဲ့ဘိုးမြတ်ထွန်းလမ်းကိုဝင်လိုက်တာ ਨੇ ကျမတို့ဒီ20ချိုးပေါ့နော်ဇီဝကလမ်းပေါ်မှာတည်ရှိတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်။သူက46လမ်းစုံနဲ့လည်းနီးမယ်။ပြီးတော့ကျမတို့တကယ်လို့ပင်လုံလမ်းမကြီးဘက်ကနေလာမယ်ဆိုရင်လည်းဒီမဟာဗန္ဓုလလိုင်းတက်တဲကြီးဝင်လာပြီးတော့ဘာထူးစေးအထိသွားပြီးအကျော်လေးမှာဘယ်ဘက်ချမ်းမှာဘိုးမြတ်ထွန်းလမ်းကိုဝင်လိုက်တာ ਨੇ 20ချိုးညာဘက်မှာဇီဝကလမ်းဆိုရင်ဒီအိမ်လေးကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။ပေ40ပေ60ပေါ်မှာစောက်ထားတဲ့အိမ်လေးဖြစ်ပြီးတော့ရောင်းချသူတက်ရှိဂရန်အမီပေါက်မှရောင်းချခြင်းဖြစ်ပါတယ်။ပိုင်ဆိုင်မှုခိုင်မာတဲ့အရှုပ်ရှမ်းလုံးဝကင်းရှင်းပါတယ်။ဘန်ချိန်လည်းရပါတယ်ရှင်။ ARD ဘန်နဲ့ဘန်ချိန်အရေးကြလည်းဝယ်ယူနိုင်ပါတယ်ရှင်။ဈေးနှုန်းလေးကလည်း3900လေးရပပညှိနှိုင်းလေးဖြစ်ပြီးတော့ရောင်းသူဘက်မှလည်းရောင်းခွန်ဆောင်ပေးမှာဖြစ်ပါတယ်ရှင်။